င်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ12ရက်တနင်္လာနေ့အတွက်နိုင်ငံတကာနနက်ခင်းသတင်းအကျဉ်းချုပ်ကနေကြိုဆိုပါရယ်ယူကရိန်းနဲ့အီရန်တို့မှာတင်းမာမှုတွေမြင့်တက်လာတာဩစတြေးလျမှာတောမီတွေရုတ်ရုတ်သဲသဲဖြစ်ပွားနေတာနဲ့သမ္မတထရန့်ရဲ့ရဲရင်းနဲ့လှုပ်ရှားမှုတွေအထိအားလုံးကိုဒီနေ့မှာဖော်ပြပေးသွားမှာပါသိထားရမယ့်အရေးကြီးသတင်း10မိနစ်စာအတွက်ဆက်လက်နားဆင်ပေးပါနေ့စဉ်သတင်းတွေအတွက် like and subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ဖို့မမေ့ပါနဲ့ယူကရိန်းဟာရုရှားကနေညရင်းချင်းအကြီးစားဒုံးကျည်နဲ့မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများစတင်လိုက်တဲ့အတွက်ကြီးမားတဲ့တင်းမာမှုမြင့်တက်မှုကိုရင်ဆိုင်ခဲ့ရပြီးစွမ်းအင်ကွန်ရက်တွေနဲ့အရက်ဘက်ဧရိယာတွေကိုထိခိုက်ပျက်စီးမှုကြီးမားစေခဲ့ပါတယ်။ Kyiv ရဲဌာနကဒီမနက်မှာတက်ရောက်မှုအခြေအနေကိုဆက်လက်အကဲဖြတ်နေဆဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းမှာအီရန်ဟာပြင်းထန်တဲ့တိုက်ပွဲတွေအစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့နိုင်ငံတော်ဝန်အင်တာနက်ဖြတ်တောက်မှုတွေနဲ့အတူမတည်မငြိမ်ဖြစ်နေပါတယ်။ပြည်နှင်ဒဏ်ခံထားရတဲ့မင်းသားတဦးကဆန္ဒပြသူတွေကိုမကြခင်မင်းတို့ဘက်မှာငါရှိနေမယ်လို့အာမခံခဲ့ပြီးအီရန်စစ်တပ်ကအမေရိကန်ကဆန္ဒပြသူတွေကိုထောက်ခံနေတဲ့ကြားကအမျိုးသားအကျိုးစီးပွားတွေကိုကာကွယ်သွားမယ်လို့ကတိပြုခဲ့ပါတယ်။အမေရိကန်ကတိုက်ခိုက်မှုတွေဖြစ်လာရင်လက်တုံ့ပြန်မှုဖြစ်နိုင်ခြေကိုသတိပေးထားပါတယ်။ဆီးရီးယားဘက်ကိုကြည့်မယ်ဆိုရင်အမေရိကန်နဲ့မဟာမိတ်တွေဟာအစ္စလာမစ်နိုင်ငံတော် IS ပြစ်မှတ်တွေကိုအဓိကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိမှန်ခဲ့တာကြောင့်ဒေသတွင်းပဋိပက္ခဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။ဒါအပြင်သမ္မတထရန့်ကဗင်နီဇွဲလားစစ်စင်ရေးတစ်ခုလုပ်ပြီးနောက်မှာကျူးဘားကိုနောက်မကျခင်သဘောတူညီချက်ရယူပါလို့တိုက်တွန်းခဲ့ပြီးနေတိုးအဖွဲ့ကိုစိုးရိမ်ပူပန်စေမဲ့ဂရင်းလန်းအပေါ်လှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်ကြောင်းအရေးအမြတ်ပြောကြားခဲ့ပါတယ်။အမေရိကန်မှာရဲကပြစ်ခတ်မှုကြောင့်တေဆုံးမှုဖြစ်ပွားပြီးနောက်မင်နီယာပိုလစ်မှာဥပဒေစိုးမိုးရေးပြုပြင်ပြောင်းလဲရေးကိုတောင်းဆိုတဲ့ဆန္ဒပြသူထောင်ပေါင်းများစွာလမ်းမတွေပေါ်ထွက်လာခဲ့ပြီးဒေါသတွေပြန့်နှံ့နေပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနကလည်းလက်နက်ကင်အဖွဲ့အစည်းများရဲ့ချိန်ချောက်မှုတွေနဲ့ဘေးလွတ်ရာရွှေ့ပြောင်းရေးတတိပေးချက်တွေကြောင့်ဗင်နီဇွဲလားမှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုချက်ချင်းထွက်ခွာဖို့အရေးပေါ်တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်မှာ ICE ရဲကပြစ်ခတ်မှုကြောင့်တေဆုံးမှုဖြစ်ပွားပြီးနောက်မင်နီယာပိုလစ်မှာဥပဒေစိုးမိုးရေးပြုပြင်ပြောင်းလဲရေးကိုတောင်းဆိုတဲ့ဆန္ဒပြသူထောင်ပေါင်းများစွာလမ်းမတွေပေါ်ထွက်လာခဲ့ပြီးဒေါသတွေပြန့်နှံ့နေပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနကလည်းလက်နက်ကင်အဖွဲ့အစည်းများရဲ့ချိန်ချောက်မှုတွေနဲ့ဘေးလွတ်ရာရွှေ့ပြောင်းရေးတတိပေးချက်တွေကြောင့်ဗင်နီဇွဲလားမှာရှိတဲ့အမေရိကန်နိုင်ငံသားတွေကိုချက်ချင်းထွက်ခွာဖို့အရေးပေါ်တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ထရန့်ဟာခရက်ဒစ်ကအတိုးနှုန်းကိုတစ်နှစ်ကန့်သက်ချက်10%ဖြင့်ကန့်သက်ရန်အဆိုပြုချက်နဲ့အတူလှုပ်ခတ်မှုတွေဖန်တီးခဲ့ပြီးမက်လကစတင်ကတပတ်ဗီဇာကြေးကိုလည်းတိုးမြင့်ကောက်ခံဖို့အဆိုပြုခဲ့ပါတယ်။ပင်လယ်ကွေ့ဒေသနိုင်ငံများကလည်းမငြိမ်မသက်မှုများကြားတွင်အမေရိကန်ခိုလုံခွင့်တောင်းခံသူတွေကိုလက်ခံဖို့သဘောတူခဲ့ကြပါတယ်။ကမ္ဘာတောင်ဘက်စွန်းမှာဩစတြေးလျရဲ့ဗစ်တိုးရီးယားမှာတောမီတွေလေမြန်စွာပြန့်နှံ့နေပြီးလူထောင်ပေါင်းများစွာကိုအန္တရာယ်ကျရောက်စေကဘေးအန္တရာယ်အခြေအနေကြေညာပြီးရွှေ့ပြောင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။နယူးဇီလန်ရဲ့တီဟာရာရိုနဲ့ဝီရာရာပတ်ဒေသတွေမှာလည်းတစ်တောမီတွေကျရောက်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာတော့အမိုက်ပုံပြိုကျပြီးနောက်ပျောက်ဆုံးနေသူဒါဇင်များစွာကိုကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေနေပါတယ်။ရာသီဥတုဆိုးရွားမှုတွေဆက်လက်ရှိနေပြီးအနောက်ဥရောပဟာစီးနှင်းတွေနဲ့မုန်တိုင်းတန်အတွက်ပြင်ဆင်နေရချိန်မှာထရန့်ရဲ့အကောက်ခွန်ချင်းချောက်မှုတွေဟာအိန္ဒိယနိုင်ငံတမီနာဒူးပြည်နယ်ရဲ့ပို့ကုန်ကဏ္ဍကအလုတ်အကင်330ကိုအန္တရာယ်ဖြစ်စေနိုင်တာကြောင့်ကမ္ဘာကုန်သွယ်ရေးတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။စီးပွားရေးဘက်မှာတော့ကုလသမဂ္ဂကကုန်သွယ်ရေးတင်းမာမှုတွေနဲ့ဗဏ္ဍာရေးဆိုင်ရာဖိအားတွေကြားကခံနိုင်ရရှိမှုကိုသတိပေးခဲ့ပြီးငွေကြေးဖောင်းပွားမှုကျဆင်းခြင်းကအတိုင်းအတာတစ်ခုအထိသက်သာရာရစေခဲ့တယ်လို့ဆိုပါတယ်။တရုတ်ကအမေရိကန်ရဲ့ဖိအားပေးမှုအောက်မှာကင်ညာနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုရပ်ဆိုင်းခဲ့ပြီးပြည်တွင်းစီးပွားရေးလှုံ့ဆော်မှုအစီအစဉ်တစ်ခုကိုထုတ်ဖော်ခဲ့ပါတယ်။ကုန်သည်တွေကအမေရိကန်ရဲ့အကောက်ခွန်တွေကိုစောင့်ကြည့်နေချိန်မှာရွှေနဲ့ငွေဈေးနှုန်းတွေဟာတည်ငြိမ်နေပါတယ်။ဒီအပတ်မှာအမေရိကန်ဥရောပရဲ့ငွေကြေးဖောင်းပွားမှုအစီရင်ခံစာတွေနဲ့ UK ရဲ့ပြည်တွင်းအသားတင်ထုတ်ကုန်ကိုထွက်ရှိဖို့ရှိပါတယ်။စီးပွားရေးဘက်မှာတော့ကုလသမဂ္ဂကကုန်သွယ်ရေးတင်းမာမှုတွေနဲ့ဗဏ္ဍာရေးဆိုင်ရာဖိအားတွေကြားကခံနိုင်ရရှိမှုကိုသတိပေးခဲ့ပြီးငွေကြေးဖောင်းပွားမှုကျဆင်းခြင်းကအတိုင်းအတာတစ်ခုအထိသက်သာရာရစေခဲ့တယ်လို့ဆိုပါတယ်။တရုတ်ကအမေရိကန်ရဲ့ဖိအားပေးမှုအောက်မှာကင်ညာနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုရပ်ဆိုင်းခဲ့ပြီးပြည်တွင်းစီးပွားရေးလှုံ့ဆော်မှုအစီအစဉ်တစ်ခုကိုထုတ်ဖော်ခဲ့ပါတယ်။ကုန်သည်တွေကအမေရိကန်ရဲ့အကောက်ခွန်တွေကိုစောင့်ကြည့်နေချိန်မှာရွှေနဲ့ငွေဈေးနှုန်းတွေဟာတည်ငြိမ်နေပါတယ်။ဒီအပတ်မှာအမေရိကန်နဲ့ဥရောပရဲ့ငွေကြေးဖောင်းပွားမှုအစီရင်ခံစာတွေနဲ့ UK ရဲ့ GDP ပြည်တွင်းအသားတင်ထုတ်ကုန်ကိုထွက်ရှိဖို့ရှိပါတယ်။အားကစားဘက်မှာတော့စစ်တူရင်ကနဝင်ပုဂ္ဂိုလ်ဘေဝါနာတန်အာနန်ဟာကိုကတ်တားမှာကျင်းပတဲ့တာတာစတီးပြိုင်ပွဲအတွက်ပြင်းရည်ညီငွေနေတာစိတ်ကုန်ပြီးဆိုပြီးပြန်လာခဲ့ပါတယ်။ခရစ်ကတ်မှာဩစတြေးလျကဂျက်ဆွန်ကယ်လီဘီကတိုက်ငယ်မှာအောင်မြင်မှုရဖို့အတွက်လှည့်ပြားပစ်ခြင်းကိုအလေးထားပြောကြားခဲ့ပါတယ်။ဘောလုံးပွဲမှာတော့မန်ချက်စတာယူနိုက်တက်ဟာဘရိုက်တန်ကို2-1နဲ့ရှုံးနိမ့်ပြီးအေဖလားပြိုင်ပွဲကနေထွက်ခဲ့ရပြီးအာဆင်နယ်က4-1နဲ့အနိုင်ရကတက်ရောက်သွားခဲ့ပါတယ်။
ဒါကတော့ဇန်နဝါရီလ12ရက်နေ့အတွက်တင်းရဲ့ကမ္ဘာလုံးဆိုင်ရာသတင်းအကျဉ်းချုပ်ပဲဖြစ်ပါတယ်။မှတ်ချက်တွေကိုအောက်ကကွန်မန့်ပေါက်မှာရေးသားခဲ့လို့ရပါတယ်။နောက်ထပ်သတင်းတွေအတွက်လည်း subscribe လုပ်ပေးခဲ့ကြပါဦး။မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်။